တင်ကိုယ်တိုင်တောက်ကြသားသမီးဖြစ်တယ်ဆိုရင်တင်နဲ့တိမိသားစုတွေမှာတောက်ကြသားသမီးရှိတယ်ဆိုလို့ရှိရင်တော့ဒါဒီဗီဒီယိုလေးကအများကြီးအတင်းတွေအသုံးရမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့တောက်ကြသားသမီးတွေဘဝမှာပေါ့အခက်ခဲမှုတွေကျန်းတမ်းမှုတွေပေါ့ဘာလို့အဆင်မပြေတာအလုပ်ကိုင်းတစ်ခုလုပ်လိုက်တဲ့အဆင်ပြေမလို့ကနေမပြေမလဲဖြစ်သွားတယ်နော်တချို့တွေဆိုလို့ရှိရင်ငွေမွေနာကြပြီးအလုပ်တွေရက်နေရကြပြီးပေါ့နော်ကြံတယ်များစီတွေများတွေအဆင်မပြေဖြစ်နေရဆိုလို့ရှိရင်မိမိကိုယ်ကိုဓာတ်ဆင်ရမယ်နည်းလေးတစ်မျိုးကိုပြောပြပေးမှဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးများအတွက်ပေါ့နော်ကောင်းသောဂျိုတွေဆိုတာရှိတယ်အဲ့တော့အဲ့ဒါဘာလဲဆိုတော့အင်္ဂါနဲ့နော်တနင်္လာနဲ့နှစ်ခုတွဲထားတဲ့ဂျိုတွေကတောက်ကြသားသမီးတွေဒါအင်မတန်မှကောင်းတယ်ဒါစီရင်ပုံစီနီးပေါ့ဒီဓာတ်ကိုတစ်ချိန်စီရင်မယ်နှစ်ချိန်စီရင်မယ်3 4 5ချိန်အဲ့လိုစီရင်လာပြီးဓာတ်ထိသွားပြီဆိုလို့ရှိရင်ဒီတောက်ကြသားသမီးကကြံသမျှစီသမျှတွေအဆင်ပြေတယ်အဲ့တော့လူမဲ့ပစ္စည်းအကုန်ကြလဲနေမယ်ဒါပေမဲ့တစ်ပင်တစ်ပင်တော့ရှာရမယ်အမွှေးတိုင်း3နိုင်လို့မယ်ဖျောင်းတိုင်း3နိုင်လို့မယ်ဒီနည်းနည်းပတ်သက်လို့ရှိရင်ဖျောင်းတိုင်းကိုအနီ3တာကောင်းတယ်အဲ့တော့ဖျောင်းတိုင်းအနီအောင်3တိုင်းပြီးလို့ရှိရင်အမွှေးတိုင်း3တိုင်းဒါလေးလို့မယ်အဲ့တော့အပင်ကတော့နည်းနည်းရှာရတာခက်မယ်ဒါပေမဲ့တွိုင်းရင်လိုက်နေတွေ့တတ်တယ်အဲ့လိုတွေ့လို့ရှိရင်လည်းဒါသတိထားကြည့်ပါရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ငကူအတွင်းမှာအခင်ကကိုကိုပင်အဲ့ကိုကိုပင်ကိုညောင်ပင်ကလာပြီးတော့ကတ်ပြီးတော့ပေါက်တယ်ပေါက်ရင်ဒီညောင်ပင်ကဒီကိုကိုပင်ကိုမြို့သွားတယ်မြို့သွားတော့ကိုကိုပင်ကအလေမှာကျန်တယ်အလေကကျန်တယ်ကိုကိုပင်ကတီသွားတာလည်းဖြစ်နိုင်တယ်ရှင်ပြီးကျန်သေးရလည်းဖြစ်နိုင်တယ်ဘယ်လိုဖြစ်ရတယ်အသုံးပြုလို့ရတယ်အဲ့ဒီကိုကိုပင်ကိုညောင်ပင်မြို့ထားတဲ့အပင်ပေါ့အဲ့လိုအပင်တစ်ပင်မှာအမွှေးတိုင်း3နိုင်ဖျောင်းတိုင်း3နိုင်ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်လုပ်လို့ရတယ်ဗုဒ္ဓနေ့လုပ်လို့မရဘူးဗုဒ္ဓနေ့ကိုဘယ်နေ့မှဘယ်ချိန်မှလုပ်လို့မရဘူးအဲ့တော့အမွှေးတိုင်း3နိုင်ဖျောင်းတိုင်း3နိုင်ထုံးမယ်အဲ့ဒီမှာစောင်းလျှောက်တဲ့ပေါ့နော်ရုပ်ကစိုးပေါ့ရုပ်ကစိုးဆိုတာရုပ်ခဆိုတာတစ်ပင်ကိုပြောတာနော်အဲ့တော့တစ်ပင်ကိုစိုးမှုနိုင်တဲ့ပုံကိုပေါ့ဒါရုပ်ကစိုးပေါ့နော်ရုပ်ကစိုးကိုဒါတိုင်တယ်ပြီးတော့မှအတိတ်ထံပဲနော်တောက်ကြတာအသက်ဘလောက်ကိုယ့်ရဲ့နာမည်ဘယ်သူပြောရမယ်ပြောပြီးမှကိုယ်မှကြုံနေတဲ့အခက်အခဲလေးတွေကိုဒါပြောပြပေးရမှာအဲ့တော့တစ်ချိန်လုံးမယ်2ချိန်3ချိန်4 5ချိန်လုံးမယ်ပေါ့နော်အဲ့လိုလား6ချိန်အထိလုပ်လို့ရပါတယ်တော်တော်များများတော့6ချိန်မတိုင်ခင်မှာပဲသူကိစ္စအဆင်ပြေသွားတယ်ဒါပေမဲ့တစ်ချိန်နဲ့တစ်ချိန်ကြားမှာကျွန်တော်တို့ဒါ9ရက်တော့ချားရမယ်ပေါ့နော်ဒီတစ်ပတ်တင်းင်းလာလှုပ်သွားလို့တဲ့ဒီတစ်ပတ်ကိုမွေးနေ့တောက်ကြလုပ်လိုက်ရင်နောက်တစ်ပတ်တောက်ကြနောက်တစ်ပတ်တောက်ကြအဲ့လိုလုပ်ရမှာဖြစ်ပါတယ်ဒီရေတရာနီးလေးကဒါပေါ့နော်ဘဝထဲမှာလုံရင်းကင်ရင်းနဲ့အဆင်မပြေမှုတွေဆင်ခဲကြုံတွေ့နေရတယ်တောက်ကြသားများအနေနဲ့ပြုလုပ်နိုင်တဲ့ရေတရာတစ်မျိုးပဲဖြစ်ပါတယ်တောက်ကြသားသမီးများနဲ့တကွကျန်တဲ့အနေနဲ့သားသမီးများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါသည်လုပ်ငန်းစီးပွားတွေငွေကြေးလည်းအဆင်ပြေတိုးတက်ပြီးတော့အစစရာအောင်မြင်မှုတွေရရှိကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာရွက်ပင်ပညာဖြစ်ပါတယ်တင်းရဲ့ကန်စာတာကိုကျွန်တော်စီမှာတိုင်ပင်ဆွေးနွေးမေးမြန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မြန်မာရွက်ပင်ပညာ Facebook page မှာတရက်ကြိုတင်ဆင်းပေးပြီးတော့မေးမြန်းနိုင်ပါတယ်